ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်အတွင်းရှိအာရခတပ်တော် AA ထိန်းချုပ်ရနယ်မြေတွေကိုစစ်ကောင်စီတပ်ကမနေ့ညတခေါင်ရန်အချိန်မှာလေရင်အုပ်စုလိုက်အုံပြုပြီးအပြင်းထန်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။မေလ9ရက်နေ့ည10:00နာရီဝန်းကျင်ကစတင်ပြီးနေပြည်တော်နဲ့မန္တလေးတိုင်းတရားဦးလေတပ်စခန်းတွေကတက်လာတဲ့တိုက်လေရင်တွေဟာကြောက်တော်မြို့နယ်အတွင်းရှိကြေးရွာတွေနဲ့တောင်တန်းဒေသတွေကိုပြစ်မှတ်ထားကအဆက်မပြတ်ဘုံကျဲခဲ့တာပါ။ဒေသခံသတင်းရင်းမြစ်တွေရဲ့အဆိုအရလေရင်တွေဟာအုပ်စုလိုက်တကြော့ပြီးတကြော့လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးကြောက်တော်မြို့ပြင်တောင်ကြီးဒေသတွေမှာ15မိနစ်အတွင်းအနည်းဆုံးပောက်ကွဲမှု9ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ည10:19မိနစ်ဝန်းကျင်မှာတော့ Y12 လေရင်တွေကိုပါအသုံးပြုပြီးဘုံတွေဆက်တိုက်ကျဲချခဲ့တာကြောင့်ပွင့်ထန်တဲ့ပောက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်လူအသေးအပြောင်းနဲ့ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့လက်ရှိအချိန်ထိအသေးစိတ်မသိရသေးပါဘူး။လက်ရှိကာလအတွင်းစစ်ကောင်စီတပ်ဟာ AA ထိန်းချုပ်ထားတဲ့နေမြေတွေမှာလေကြောင်းတိုက်ခိုက်မှုတွေကိုတိတိတသာတိုးမြင့်လှုပ်ဆောင်လာနေတာပါ။ပြီးခဲ့တဲ့မေလ9ရက်နဲ့6ရက်နေ့တွေမှာလေမင်းပြားမြို့နယ်နဲ့ကွာမြို့နယ်အတွင်းကတောင်တန်းဒေသတွေကိုတိုက်လေရင်အများအပြားနဲ့ဘုံကျဲခဲ့တယ်လို့ဧပြီလအတွင်းကလေပုံနာကျွန်းမြောက်ဦးနဲ့တန်တူးမြို့နယ်တွေမှာလေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား18ဦးထပ်မံတေဆုံးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်